state relay ပေါ့ solid state relay မှာသူကဒီမှာလေညာဘက်မှာဆို4 A2 mine နဲ့လို့4မြင်စော A2 mine နဲ့နောက်က3မြင်စော A1 ပလက်အဲ့ကော polarity အဲ့ဒါ DC ပို့ DC input ပေးရတယ်သူကဘယ်လောက်ရော 3.5 က32ပို့ DC တီးရတယ်တဲ့အဲ့ဒါနော်ဟိုဘက်ကကျတော့1A1 နဲ့ 2T1 နဲ့ပြောချင်တာအဲ့ကောင်စုပ်ပေါ့နော်ဒီ DC ပို့ဒီ 3.5 က32 volt DC ပေးလိုက်မယ်ဆိုရင် polarity မှန်ပေးလိုက်မယ်ဆိုရင်အဲ့မှာ indicator လေးဒီ indicator လေးကအလယ်မှာရှိတဲ့ indicator လေးကမီးလင်းမယ်အဲ့ဘလို့ဆိုအခုဆိုရင်ဒီမှာ power supply ရပြီပေါ့ DC ပို့လိုက်တဲ့အချိန်မှာမီးလင်းသွားတယ်မီးလင်းသွားတော့တို့ကဒီမှာအဲ့ဒါကို continuity ရှိမလားဆိုပြီးတော့စမ်းလိုက်တယ်ပေါ့တကယ်ကြတော့ဒီမှာတို့ဒီမှာထားတာ continuity မှုပါမရှိဘူးမရဘူးပေါ့ပြောချင်တာကသူကထဲထဲမှာpolarity မှန်ပြီးရသူပြောထားရဲ့ 3.5 DC ရပြီပေါ့ DC ရ32 volt DC ဆိုတော့ငါတို့က power supply ရင်26.4 ထိတောင်ပေးထားဒါပေမဲ့သူမရဘူးဘာလို့ continuity မရတာလဲတဲ့သူကဒီ thyristor နဲ့လောက်ထားတယ်မရဘူးသူ့ကိုလုံးတစ်ခုပြီးမှဆိုအဲဆိုငါတို့ကဒီမှာလုံးဖန်တီးထားတာရှိတယ်ဒီမှာနော်လုံးဖန်တီးတာဟုတ်မှာပလက်ထိုးကနပလက်ထိုးပြီးတော့တို့ကဒီမှာမထိုးခင်လည်းထိုးခင်ပေါ့အထိုးဟုတ်တက်စတာ12 tester ဒီမှာ tester မှာမီးလင်းနေပါနော် tester မှာမီးလင်းနေရဒီမှာပါလဲလင်းနေတာနော်လင်းနေဆိုတော့လင်းနေပေါ့စမ်းလို့တော့မရအဲ့အောင်မှာငါတို့ကအခု power supply ဟွာပေးလိုက်ပါ DC supply ပေးလိုက်မှာပလက်ကထိုးတာဒီမှာလင်းကမီးကလင်းနေရပဲဒီမှာလဲလင်းနေတာမီးလင်းဒါကြောင့်ဒီမှာတို့က DC power မရောက်တော့ဘူးဆိုရင်ဒီမှာ tester နဲ့တို့ကထောက်ပြီးတော့ line ပေးပြီးတော့ဒီဘက်ကတစ်ဖက်ကထောက်မယ်ပေါ့မီးမလင်းအောင်ဒါပေမဲ့ဒီမှာလင်းနေတာအဲ့ဆိုဒီလိုစမ်းလို့ရတာဆိုမရအောင်ငါတို့အခု power supply ဟွာပြီးမယ်နော်ဒီမှာထိထားမယ် DC မပြီးဘဲနဲ့ထိမယ်မီးလုံးလင်းလားမီးမလင်းဘူးမီးမလင်းတော့ကဲမကြီးဒီကပေါဖွင့်မယ်အဲ့ဒီမှာမြတ်မီးလဲလင်းသွားတယ်အဲ့ဒါပိတ်လိုက်ဟွာပိတ်လိုက်ဒီ DC power supply ပိတ်လိုက်မမီးလုံးပိတ်သွားတယ်နော်အပြောရင်လုတ်ပေးပြီးစမ်းမှသာတစ်ဖက်က DC power ပေးတစ်ဖက်ကလုတ်ရှိမှသာသူကစုကဟိုပြောရင် continuity သို့မဟုတ်အုံးလို့နဲ့တိုင်းလို့မရဘူး AC လုတ်တစ်ခုပေးပြီးမှသာစမ်းလို့ရတယ်ကောင်းမကောင်း